Hello အားလုံးမင်္ဂလာပါရှင်ခုပြပေးထားတဲ့အိမ်လေးကတော့ရန်ကုန်တိုင်းဒေသကြီးခိုင်တန်မြို့နယ် FMI City ထဲမှာရှိတဲ့အိမ်လုံးချင်းအငှားလေးပဲဖြစ်ပါတယ် FMI City ထဲမှာ luxury အစံဆုံး finger lake ဘက်မှာငှားပေးမယ်အိမ်လေးပဲဖြစ်ပါတယ်ခြံရဲ့အကျယ်ကတော့ P 100-150ပါအိမ်လေးကတော့သူ့ဟာစီဖြစ်ပြီးတော့ master 6 ခန်းအေကန်ဖျားကန်ပြီးဖို့ကြောင့်ခင်းစားကန်တို့လည်းကြည်ကြဲပြန့်ပြန့်ပါရှိပါတယ်ရှင်ခြံထဲမှာဆိုလို့ရှိရင်လည်းကားပါကင်အတွက်သူ့ဟာစီနှစ်ထပ်ပါဝင်ပါတယ်ကားပါကင်မှာကား3-4စီးရက်လို့ရတဲ့အပြင်အပေါ်တက်မှာလည်းဝန်ထမ်းနေလို့ရတဲ့အခန်း3ခန်းပါဝင်ပါတယ်။အိမ်ရဲ့နောက်ဘက်မှာရေကန်လိပ်ပြူးလည်းပါပါတယ်လှပပြီးတော့တန်းရှင်းတက်ရက်ပါတယ်ရှင်။အိမ်ရဲ့ဒီနေရာဟာလမ်းမပေါ်နေရာကောင်းမှာတည်ရှိပြီးတော့ကုမ္ပဏီရုံးခန်းစာတင်ကျောင်းချင်းဖွင့်ဖို့အတွက်လည်းအဆင်ပြေပါတယ်ရှင်။အိမ်ရဝင်အောင်ဆိုရင်24နာရီလုံးကြုံရင်အပြည့်ရှိပါတယ်။ကျင်းမင်းတို့အနေနဲ့စိတ်ဝင်စားတဲ့ဆိုလို့ချင်းဖုန်း3999539363တက်ကိုဆက်သွယ်မြင်နိုင်ပါတယ်ရှင်။